ဒီထပ်ပို့ပြီးတော့အသုံးဝင်တာရှိတယ် Yes တချို့က cheapskate ဖြစ်တယ်လို့ပြောမှန်ပေါ့ဒါပေမဲ့ကိုက billionaire millionaire ဆိုတော့ကြိုက်တာတော့ whatever စင်ပြေရပပမမိုင်းပတ်စံသုံးလို့ရတယ်လीနော်ကိုရီးယားတော့တက်တာရှာဝယ်ရမှာပဲပတ်စော်နေပစ္စည်းတွေကလက်သေးဆိုင်တွေမှာပိုရှားတယ်ရှားတာလည်းခက်တယ်ပတ်စံကိုလည်း safe ဖြစ်ချင်တယ်ဆိုရင်ကြံပေးမယ်နော်အဲ့ဒါလေးကတအားသုံးတက်တယ်ကိုဆိုအဲ့ဒါပဲသုံးတယ်ပစ္စည်းပြတ်သွားတဲ့အချိန်မှာရှာတွေ့ထားတဲ့ solution တစ်ခုပေါ့နော် double take လေးဒီအသေးလေးကိုသုံးတယ်လိုတလောက်လေးပဲကက်ကြီးလေးနဲ့ညှက်ပြီးကတ်လိုက်တယ်ဒါလေးခွာပြီးတော့သူကတ်လိုက်တယ်ဒီကောပတ်ထားတဲ့အချိန်ညနေပြင်လေးလောက်ပဲကတ်ထားပြီးတော့သုံးတအားလေးပုံမြဲတယ်ပိကဲကောထက်ကိုပုံမြဲတယ် fully recommend နော်အဲ့ဒါလေးသုံးတော့ဈေးလက်သက်သာတယ်သုံးလိုက်တဲ့တယ်အဲ့တော့ cheapskate solution လေး sharing လုပ်ပေးခြင်းဖြစ်ပါတယ် bye bye